ဘယ်သားကြီးပိတ်သက်ကြီးပြောလေဒါဆိုလို့ဒါဆိုရင်တော့လိုင်းသားရညောင်ရွာနေပြီးတော့မိတို့ဆိုင်လေးကိုလာရောအားပေးတဲ့ညီကိုတွေဖြစ်ပါတယ်လို့နော်လာအားပေးတဲ့အတွက်လည်းကျေးဇူးတင်တယ်လို့စားလို့ကောင်းလားကောင်းပါပါဝတ်သားစားလို့ကောင်းလားဝတ်သားစားလို့ကောင်းလားဝတ်သားစားလို့ကောင်းပါဘူးစားတယ်လို့လူကလာဝတ်သားတော့ဝတ်သားဒါနောက်တာတော့ချစ်လို့ကိုတွေဒါဆိုဒီကိုတွေပေါ့နော်ဒါပဲလာပြီးတော့အားပေးတာပါဟုတ်တယ်ပြီနော်လာစီမလာပြီးတော့မကြီးရဲ့ဆိုင်လေးမှာလာပြီးတော့ချီရပါထားတဲ့လူကစားတယ်တောက်တဲ့လူကတောက်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဟိုမှာဒီကိုကြီးစားတာဆိုတာတော်တော်ပေါ့နော်အရှိပါရှိမဲကြီးကြုံဒီကန်ကြုံတာလို့နော်ဒါမဲကြီးကြုံတာပြပါတယ်ဒီကြုံတက်တယ်ဗျထက်တယ်စားတယ်ဗျာစားတယ်ဟုတ်ကဲ့ပါကျေးဇူးတင်တယ်ခုလိုအဝေးကနေပြီးလာရောက်အားပေးတဲ့အတွက်လည်းထူးကျေးဇူးတင်တယ်လို့နော်ဟုတ်ကဲ့အေးမအသေးချာလောက်ပြီးလိုက်ဧည့်သည်တွေကိုနော်ဟုတ်ပါစေစားတာစပြည့်လာတပါဆိုရင်ကြွက်ကြော်ငရှင်းပေါ့နော်ငမွေတို့ကြော်င6တုပ်ပေါ့နော်ငပိရီတို့တရားစပေါ့နော်အေးတောက်ကစအကုန်လုံးအဆင်ပြေအောင်လုပ်ပေးထားပါတယ်နော်တောက်လို့လည်းကောင်းပါတယ်ဒါဆိုလို့ရှိရင်ပိုက်ကလိုတော့မဟုတ်ဘူးဒီမှာကြအသေးချလေးပေါ့နော်ဟုတ်ပါတဘာဝအရေးဝါးရိပ်အောက်ကလေးမှာမဲကြီးတိဆောက်ထားတာဖြစ်ပါတယ်နော်ဒါဆိုသေးဝါးရိပ်အောက်လေးမှာတိဆောက်ထားတာပါဟုတ်ဘက်ကအကိုတွေလည်းအထူးကျေးဇူးတင်တယ်လို့နော်ဟုတ်ဘက်မှာလည်းပဲဟုတ်ဘက်မှာလည်းပိုက်ကလိုလေးပေါ့နော်ဒီဘက်မှာပိုက်ကလိုလေးတွေနဲ့နော်မဲဆောက်ထားဖြစ်ပါတယ်ဒါတော့မဲကြီးရဲ့ထန်တော်လေးဖြစ်ပါတယ်ဘယ်မျိုးဘယ်ရွာမှာလဲမင်းနေလို့နော်တုံတင်းမျိုးတလုံးထော်ရွာမှာတည်ရှိပါတယ်လို့နော်မရဲ့ဖုန်းနံပါတ်ကတော့399693842335ဖြစ်ပါတယ်အကိုတို့လည်းကျေးဇူးတင်ပါတယ်လို့နော်မေးရတယ်နော်ကျေးဇူးတင်ပါတယ်ငါအကိုတွေနော်တကူတကလာအားပေးတာတဲ့ကြက်ရှယ်ပဲနော်ဟုတ်ရှယ်ပါပဲရှယ်ပြလားရှယ်ပြလားကျုံအေးအဲ့လိုကျုံခနေရစီရမင်းအတန်ကိုကြိုက်တာတဲ့ဗျာစားပဲကျွေးနေရလားဆရာအဲ့လိုချစ်တယ်လို့ဘိုင်ဘိုင်လေနော်